စပွဲတွေမွန်ထွန်းနေတဲ့စစ်လိမ့်မိကိုတွေဝါချင်းချင်းမီလုံးရဲ့လင်းရိပ်တွေကာဗွန်ဒိုင်နဲ့ခရီဒန်စ်တီလုံးတွေကော်ဖီတစ်ခွက်ရဲ့သက်ဆူသမျှအိမ်မများရဲ့ကြိုးချေသမျှနိုင်ငံခြားကပဲတင်ရိုက်ခံနေနေရောင်မဲ့သောပရင်ပေါက်တကားချက်တွေနိုင်ငံဘောကအသက်မဲ့မိန်းမတွေအမောင်တန်ရနဲ့အေးခဲသောခေတ်တွေကျေကွန်တွေမွေးဖွားခဲ့တဲ့စပွဲတွေချင်းတွေအချိန်မှရေခဲသွားခဲ့တဲ့မြစ်တွေကော်ဖီဆိုင်နဲ့ထိုင်မိုင်းစီစဉ်နေကော်ဖီခွေရဲ့သက်ရှူသမျှအိမ်မများရဲ့ကြိုးချေသမျှနိုင်ငံခြားကပဲတင်ရိုက်ခံနေတကားချက်တွေနိုင်ငံဘောကအသက်မဲ့မိန်းမတွေအမောင်တန်ရနဲ့အေးခဲသောခေတ်တွေကျေကွန်တွေမွေးဖွားခဲ့တဲ့စပွဲတွေကော်ဖီဆိုင်ရဲ့တောင်းကြကြစပွဲတွေwatching you me low your lane Govern dine credenceဆိုတာရာဇဝင်မှာပြန်ပြီးတော့ကြည့်လိုက်ပါညီသူမဆုံးကိုရည်သားကြောရှိမှာချစ်ချင်းမြတ်တာဒီပွဲစင်လားမိန်းကလေးရဲ့ပရင်မောက်ကိုဖွင့်လို့ကြည့်လိုက်ပါမြေတမ်းမှာမီးလေးအောင်လေးပြည့်တဲ့အခါအားတက်ခါတို့ဝိုင်းအောင်မှာစင်ပါဂီတာတွေလက်စွမ်းပြကောင်းလုံးမှာဒီအချိန်မှာအဖိုးကြီးထွက်လို့လားမိလေးမိတ်ကတကားလေးပိတ်လို့မိန်းကလေးမရှိတော့ပါရောက်ကမကိုပြုံးပြီးတော့လှမ်းမကြည့်တော့ပါတကယ်ပြင်းတို့ရေ
ရှိမှာချစ်ချင်းမြတ်တာဒီဖွဲ့စင်လာမိန်းကလေးရဲ့ပြင်းပေါက်ဖို့ဖွင့်လို့ကြည့်လိုက်ပါမြေခံမှာမြေလေးအောင်လေးပြတဲ့အခါအာတက်ခါတို့ဝိုင်းအော်မှာသောတာစင်မှာတောင်းတော့မှာဒီချိန်မှာအဖိုးကြီးထွက်လို့လားမိလေးမိခါတကားလေးပိတ်လို့မိန်းကလေးမရှိတော့ပါရောက်ကမကိုပြုံးပြီးတော့လှမ်းမကြည့်တော့ပါလက်ချင်းတို့ရေပြေးကြစို့ကွာဒီနေရမနဲ့လည်းမနေတော့ငါလိုရောင်ချကြနဲ့ရှောက်ရအောင်မယ်ပိတရားဘောကကိုရဲ့နေများကိုတက်စားခဲ့တဲ့ပန်းစိုးရံနဲ့35လမ်းတစ်ဝိုင်းနဲ့မြို့လေလဲရံတဲ့တော့ကိုချီရများအဆုံးစားနဲ့လည်းမိုးသာအောင်မှာထီကောက်တစ်ချောင်းနဲ့လမ်းလျှောက်ရင်းနဲ့ရင်မရှာနိုင်တဲ့ကိုရဲ့နေများကိုရင်းချောင်းတွေလည်းအောင်နောက်တစ်ခုနဲ့တန်ရလောရောင်စားတဲ့ဒီအစင်မပြေခဲ့သောဘဝရဲ့ကိုများပုံသူနိုင်ရန်တွေနိုင်ရန်တွေနိုင်ရန်တွေပုံသူနိုင်ရန်တွေနိုင်ရန်တွေနိုင်ရန်တွေပုံသူနိုင်ရန်တွေဒီကောင်းမောသေးပါစီဝါရေကတော့မြောင်းတယ်မှာပညာရှင်နိုင်ချိုးတဲ့ကြသလားပြောင်းလဲတော့ပါတဲ့တိုင်းဝိုင်းထဲမှာရန်ကုန်မြို့သားတချင်းရေသမားကျဲတကွန်လာပလင်းခွဲတခုလားကိုကျိုးစားအတုံးလုံးခဲ့တာပိုင်ဆိုင်တော်ရွေးတွက်ချက်ပြီးတော့ TV စောတိုက်ခုနဲ့တွေ့များကိုပြောများတောင်းကြီးတဲ့ဇနီးနဲ့ရွယ်မရောက်သေးတဲ့ကိုရဲ့ကလေးနောင်နာတဲ့ရေးစိတ်မအေးကြများပုံသူနိုင်ရန်တွေနိုင်ရန်တွေနိုင်ရန်တွေပုံသူနိုင်ရန်တွေနိုင်ရန်တွေနိုင်ရန်တွေပုံသူနိုင်ရန်တွေဘယ်တော့မှလိုက်သိမရှိတဲ့ခြင်းဟာတိုက်ခိုက်များနဲ့ကိုဘဝတစ်ချုံမှာအချင်းတွေနဲ့လုံးရှာအောင်ပွဲလဲပွဲနွယ်တဲ့ပြီးချင်းငိမ့်ဖန်မှဆုံးပြခဲ့ဒါပေမဲ့လည်းမပြီးသေးပါလားခံစားခွင့်နဲ့လေးပဲရှိတဲ့ artificial တယောက်ရဲ့ဘဝနာကျင်နေတဲ့တကယ်ဖြစ်ပြများအဖြစ်ကင်းတဲ့ကိုမိသားစုလေးကိုတရားပြတ်ခွဲခဲ့တဲ့ဖြစ်ပြီးခွင့်လို့ကြတော့ကိုရဲ့အိမ်
သူကိုယ်တိုင်လဲပြုံးချက်တန်လို့စင်တော်မလို့ပါတော်မီမို့ပုံမြတ်ပန်းတို့ဝင်တော်မလို့ဝါတို့မို့ဒုတိယမို့ဝါတို့မို့ဒုတိယမို့လွန်လေခဲ့သောနေများစီကရွာသွန်းရဲ့မို့ကိုရုပ်တရက်ကိုစိတ်မှာပြန်တွေ့ကြရလိုက်သလိုဝါစိုးတခါတော့တပုံညံ့ညိုပြန်ပြီးတော့ပူပွင့်လာခဲ့သလိုရွှေသမင်မြင်လုံးတစ်သက်လုံးအမဆုံးဟိုတုန်းကတိုင်းလေချိုးဇမ်းမေအောင်ငါမနှုတ်ဆက်မိတော့မလို့ဟိုစဉ်လူမလေးလို့ဆိုလူကိုယ်တိုင်ရဲ့ပြုံးချက်တန်လို့စင်တော်မလို့အာတော်မီမို့ပုံမြတ်ပန်းလို့ဝင်တော်မလို့ဝါဆိုမို့ဒုတိယမို့ဝါဆိုမို့ဒုတိယမို့လွန်လေခဲ့သောနေများစီကရွာသွန်းခဲ့တဲ့မို့ကိုရုပ်တရက်ကိုစိတ်မှာပြန်တွေ့ခွင့်ရလိုက်သလိုဝါစိုးတစ်ခါတော့ကပုံညံ့ညိုပြန်ပြီးတော့ပူပွင့်လာခဲ့သလိုမင်းကြီးစားအလုံးစရင်တွေကိုပြန်လဲသာရေသွဲပြခဲ့သူကိုကိုသာချစ်ဆုံးလို့ဆိုရဲယုံရမလားမင်းကလေးရဲ့အလုံးသက်ကွယ်ကြတဲ့ဒီလူဟာနောက်ဆုံးတယောက်ပေါ့ကွယ်နာမည်ကျော်သူလေးတယောက်ကိုကွယ်ကိုချစ်ခဲ့မိပေါ့ကွယ်ပြီးတော့ချစ်နေပါမယ်မင်းပြုသမျှလူရမယ်သူပါကွယ်
မိတ်ပြီးတော့ချစ်နေပါမယ်မင်းပြုသမျှနူရမယ်သူပါကွယ်သိချစ်တော့စိတ်ညစ်နေရမှာလေကိုမစင်စားတော့ဘူးကွယ်မင်းကြီးစားအလုံးအကြောင်းတွေကိုကြီးရလို့ပြီးပြောတတ်သူကိုကိုကတည်းကချစ်ရသူရဲ့ယုံကြည်လိုက်နေတော့တယ်ဆိုရင်လေလိုသလောက်ခုသွားပေါ်မေအပင်မှာပန်းကလေးများပွင့်နေကိုကအချစ်သစ်ပင်လေမာယာဟန်ဆောင်ကလေးမပန်းခြင်းပဲနေတော့မေအပျော်လို့သဘောနဲ့တော့မခုလိုက်ပါနဲ့ဟဲ့ပန်းခြင်းတဲ့ဆိုရင်လေအကျဉ်းနာပန်းပွင့်ကလေးတွေမေရဲ့အယူမလေးတယောက်လိုပန်းလိုက်တကောင်းလုံးမဝဲရင်ခုန်တဲ့ဆိုရင်လေအပင်ပေါ်ကပန်းကလေးတွေလိုတလောက်ခူးသွားလိုက်တော့တပင်လုံးလေမပန်းရင်ပဲနဲ့တော့ပန်းတွေကိုဖြက်စီးမသွားနဲ့လေတကယ်ပန်းမဲ့တယောက်တော့ရှိနေမှာပါမယ်ချွေကနေမသွားဖို့တောင်းပန်ပါရဲ့မိတ်မချောလေးရဲ့ပန်းကလေးတွေမင်းနဲ့သက်မဲ့ဆိုရင်ပန်းစီလိုက်လေပန်းကျင်တဲ့ဆိုရင်လေလိုတလောက်ခုသွားပေါ်မေအပင်မှာပန်းကလေးများပွင့်နေကိုကအချစ်သစ်ပင်လေမာယာဟန်ဆောင်ကလေးမပန်းကျင်ပဲနေတော့မေအပျော်လို့သဘောနဲ့တော့မခုလိုက်ပါနဲ့ဟဲ့လိုတလောက်ခူးသွားပေါ်မေအပင်မှာပန်းကလေးများပွင့်နေကိုကအချစ်သစ်ပင်လေမာယာဟန်ဆောင်တော်လေးမပန်းခြင်းပဲနေတော့မေအပျော်လို့သဘောနဲ့တော့မခုလိုက်ပါနဲ့ဟဲ့ပန်းခြင်းတဲ့ဆိုရင်လေအကျဉ်းနာပန်းပွင့်ကလေးတွေမေရဲ့အယူမလေးတယောက်လိုပန်းလိုက်တကောင်းလုံးမဝဲရင်ခုန်တဲ့ဆိုရင်လေအပင်ပေါ်ကပန်းကလေးတွေလိုသလောက်ခူးသွားလိုက်တော့တပင်လုံးလေမပန်းခြင်းပဲနဲ့တော့ပန်းတွေကိုဖြက်စီးမသွားနဲ့လေတကယ်ပန်းမဲ့တယောက်တော့ရှိနေမှာပါမယ်ချွေကနေမသွားဖို့တောင်းပန်ပါရဲ့မိတ်မချောလေးရဲ့ပန်းကလေးတွေမင်းနဲ့သက်မဲ့ဆိုရင်ပန်းစင်လိုက်လေပန်းကျင်တဲ့ဆိုရင်လေအကျဉ်းနာပန်းပွင့်ကလေးတွေမေရဲ့အယူမလေးတယောက်လိုပန်းလိုက်တကောင်းလုံးမဝဲရင်ခုန်တဲ့ဆိုရင်လေအပင်ပေါ်ကပန်းကလေးတွေလိုသလောက်ခူးသွားလိုက်တော့တပင်လုံးလေ
စားခွင့်တစ်ခုတည်းမှာမိုးသားများလင်းလာကလေးငယ်တွေဆွန်လို့ပေါ်ကွယ်ညနေလာပါစေခိုင်မှာမိုးဆုပ်ဆုပ်ချုပ်ကရုတ်တရက်ပျောက်ဆုံးသွားခဲ့တယ်မဲနဲ့တဲ့ညဟာအစားထိုးရောက်ရှိလာအလင်းရောင်ကိုရှာလို့မတွေ့တော့ရဲ့ငါလေးယုံကြည်တယ်အိမ်မက်တို့တလာတယ်အနာဂတ်တစ်ခုတော့ရှိတယ်ရဲ့ပြိုကင်းလေးပြုစုပြိုထောင်မယ်မောင်နဲ့မဲညတွေဖြတ်တန်းပြီးတဲ့နောက်မှာရဲ့ပြိုကင်းဟာဝင်းမဲ့လို့လာမယ်အိမ်တွေပေါ်မှာကွယ်ဆိုင်ပြိုဖူးခွင်းခဲ့တယ်ရဲ့ပြိုကင်းလေးရှိတယ်ပြတော်မူလာတဲ့ကလေးရောင်ကွယ်အမောင်ဖုံးထားတဲ့လာတွေပြန်ပြီးတွေ့ခွင့်ရမယ်ရဲ့ပြိုကင်းဟာတောက်ပါလို့နေတယ်တယောက်ွယ်ကစားခွင့်တစ်ခုတည်းမှာမိုးသားများလင်းလာကလေးငယ်တွေဆွန်လို့ပေါ်ကွယ်ညနေလာပါစေခိုင်မှာမိုးဆုပ်ဆုပ်ချုပ်ခါရုတ်တရက်ပျောက်ဆုံးသွားခဲ့တယ်မဲနဲ့တဲ့ညဟာတို့ရောက်ရှိလာအလင်းရောင်ကိုရှာလို့မတွေ့တော့ရဲ့ငါလေးယုံကြည်တယ်အိမ်မက်တို့တဲ့လာတယ်အနာဂတ်တစ်ခုတော့ရှိတယ်ကျဲပြိုကင်းလေးပြုစုပြိုထောင်မယ်မောင်နဲ့မဲညတွေဖြတ်တန်းပြီးတဲ့နောက်မှာကျဲပြိုကင်းဟာဝင်းမဲ့လို့လာမယ်ပေါ်မှာကွယ်ဆိုင်ပြိုဖူးခွင်းခဲ့တယ်ကျဲပြိုကင်းလေးရှိတယ်ပြတော်မူလာတဲ့ကလေးရောင်ကွယ်အမောင်ဖုံးထားတဲ့လာတွေပြန်ပြီးတွေ့ခွင့်ရမယ်ကျဲပြိုကင်းဟာတောက်ပါလို့နေမယ်ငါလေးယုံကြည်တယ်အိမ်မက်တို့တဲ့လာတဲ့နာဂတ်တစ်ခုတော့ရှိတယ်ကျဲပြိုကင်းလေးပြုစုပြိုထောင်မယ်မောင်နဲ့မဲညတွေဖြတ်တန်းပြီးတဲ့နောက်မှာကျဲပြိုကင်းဟာဝင်းမဲ့လို့လာမယ်အိမ်တွေပေါ်မှာကွယ်ဆိုင်ပြိုဖူးခွင်းခဲ့တယ်ကျဲပြိုကင်းလေးရှိတယ်ပြတော်မူလာတဲ့ကလေးရောင်ကွယ်အမောင်ဖုံးထားတဲ့လာတွေပြန်ပြီးတွေ့ခွင့်ရမယ်ကျဲပြိုကင်းဟာတောက်ပါလို့နေတယ်အိမ်တွေပေါ်မှာကွယ်ဆိုင်ပြိုဖူးခွင်းခဲ့တယ်ကျဲပြိုကင်းလေးရှိတယ်ပြတော်မူလာတဲ့ကလေးရောင်ကွယ်အမောင်ဖုံးထားတဲ့လာတွေပြန်ပြီးတွေ့ခွင့်ရမယ်ကျဲပြိုကင်းဟာတောက်ပါလို့နေတယ်ငါလေးယုံကြည်တယ်အိမ်မက်တို့တဲ့လာတဲ့နာဂတ်တစ်ခုတော့ရှိတယ်ကျဲပြိုကင်းလေးပြုစုပြိုထောင်မယ်မောင်နဲ့မဲညတွေဖြတ်တန်းပြီးတဲ့နောက်မှာ
ကိုဘယ်လိုမှမမေ့နိုင်နဲ့အင်္ဂလန်ဆန်ဆန်ရှင်းလင်းကြတဲ့မြို့ကလေးမှာချယ်ရီရဲ့ကိုရဲ့ပြည့်ခဲ့တယ်ချယ်ရီရဲ့ညိုရောင်မြင့်မြတ်ဝန်းတွေမြင်မြင်ချင်းအကျဉ်းသားကိုကိုလေးပြည့်ခဲ့တယ်ချယ်ရီရဲ့ဆိုနေတဲ့ချယ်ရီယာကပြောင်းမလေးနဲ့ကြုံဆုံလာတဲ့ခရစ်စမတ်ညတညကိုဘယ်လိုမှမမေ့နိုင်နဲ့အင်္ဂလန်ဆန်ဆန်စီးနေကြတဲ့မြို့ကလေးမှာချယ်ရီယာကိုရဲ့တွေ့ခဲ့တယ်ချယ်ရီယာမျိုးရောင်မြင့်မြတ်ဝန်းတွေမြင်မြင်ချင်းအကျဉ်းသားကိုကိုလေးတွေ့ခဲ့တယ်ချယ်ရီယာကိုစီနဲ့ချယ်ရီရဲ့ထုံနှုတ်ရင်ဒီကကျင်လာသူတွေမဖြစ်ခဲ့ရလဲကွယ်ချယ်ရီရဲ့တတိယနေတယ်ချယ်ရီရဲ့ပြောပြခရစ်မတ်ညတွေဘယ်မေးမလဲဒီတမ်းပါဆိုရင်တသားကွယ်ချယ်ရီရဲ့မဖလာလေးပေးခဲ့တာဘာကြောင့်လဲပြန်မဆုံးနိုင်ဘူးရေမတရားကွယ်ချယ်ရီရဲ့တပြားမှမရှိရင်ကိုမနေတတ်ဘူးကြောင်မထိုင်ပြီးကိုလေးလိုစိတ်ညစ်နေတယ်ကိုရဲ့အနာမှာမင်းမရှိတဲ့အခါကိုမပြောရဘူးကျင်နာလို့မရှိတော့ဒီကဘာဟာကြောက်တန်နေတယ်မင်းအနာမှာမရှိရင်အားလုံးကိုစိတ်ညစ်တယ်မင်းမရှိတဲ့ဆုံးမဲ့မင်းရဲ့စကားကမကြားရရဲ့ပါကိုမနေတတ်ဘူးနေကိုရှူရတော့မှအောက်ဆီဂျင်နဲ့ပေါ်ရှူနေတယ်အသေးလေးမင်းကိုမတွေ့ရရဲ့ပါကိုမပြောတော့ဘူးကြောင်မထိုင်ပြီးရင်ကုန်လန်းလေးရပြီးဆက်ပြက်နေတယ်မရှိရင်အားလုံးကိုစိတ်ညစ်တယ်မင်းမရှိတဲ့လေးနဲ့ကိုဟာလေအားလုံးစိတ်ညစ်ဆုံးတယ်မင်းရဲ့စကားကမကြားရတဲ့အခါကိုမနေတော့ဘူးလေကို
မရှိရတော့မှအောက်ဆီဂျင်နဲ့ပေါ်ရှိနေတဲ့ အသေးလေးမင်းကိုမတွေ့ရတဲ့အခါကိုမပြောတော့ဘူးကြောင်ကြောင်မထိုင်ပြီးရင်ကုန်ကန်လေးရပ်ပြီးဆက်ပြတ်နေတဲ့ပြန်တဲ့သွင်းလို့ရနိုင်တယ်ငါတဲ့နှလုံးကပြန်မရှင်ဘူးမနေ့ကလွတ်ပြခဲ့ပုံမြင်တဲ့ကကိစ္စများအပြင်မှာလက်တွေ့ဖြစ်နိုင်တယ်ငါတို့နှစ်ယောက်ကပြန်မဆုံးဘူးမနေ့ကရှုံးနေရဲ့ကြောင်းလည်းမပြောခြင်းဘူးမျောလင်းခြင်းမဲ့ဘဝမှာကွယ်ကံဆိုးဆုံးမိုးရွာနေစေညောင်းနေကြဘူးတဲ့ရွှေရောင်တိတ်ကနေရမြပုံမြင်တဲ့မြသာကွယ်ငါတဲ့နှလုံးကအယုံကြည်မဲ့စကားပြောတော့နေတဲ့ပုံစံပြောင်းတဲ့မင်းဟာဘူသားပဲဖြစ်တယ်တို့မှာပုံမြင်တဲ့အသေးပွေဒရမဲလွန်သွားတဲ့အိမ်မက်များပြန်သက်သွင်းလို့ရနိုင်တယ်ငါတဲ့နှလုံးကပြန်မရှင်ဘူးမနေ့ကလွတ်ပြခဲ့ပုံပြင်းတဲ့ကကိစ္စများအပြင်မှာလက်တွေ့ဖြစ်နိုင်တယ်ငါတို့နှစ်ယောက်ကပြန်မဆုံးဘူးမနေ့ကရှုံးနေခဲ့မပြောခြင်းဘူးမျောလင်းခြင်းမဲ့ဘဝမှာကွယ်ကံဆိုးဆုံးကိုရွာနေစေညောင်းနေကြဘူးတဲ့ရွှေရောင်အတိတ်ကနေရမြပုံမြင်တဲ့မြသာကွယ်ငါတဲ့လုံးကယုံကြည်မဲ့စကားပြောကောင်းခဲ့တယ်